အဲ့ကသူတို့ဒီ PDF တွေထောက်ဖို့အုပ်စုတွေဖြစ်တဲ့ရဲမင်းတို့ဟိုကောင်ငစီတို့နော်ဟိုကောင်ဘာလဲဟိုလူမြတ်ကျော်တို့ဘာကောင်တွေလဲငပေါ်တွေကျွန်တော်တင်လင်းအောင်တို့အဲ့ဒီဟိုကောင်တွေပြဘာလဲဟိုထက်မြက်တို့အဲ့ဒီငပေါ်တွေတကောင်းမှမပါဘူးအဲ့ကောင်တွေကိုတော့လေနဲ့အာချောင်ပြီးတော့လူတွေကိုမြောက်ပေးတာလွဲပြီးမြေပြင်ကိုတကောင်းတွေမစင်းရဘူးကြောက်တော့မှဖိန်းတောင်းကြောက်တာအဲ့တော့ကဲတကောင်းမှမပါဘူးပြန်ကြည့်လိုက်အဲ့တော့ကျွန်တော်ကအဲ့ဒီနီဘိန်းတုံးစုလုံးနဲ့ပြည်သူလူထုသိစေချင်တာအဲ့ဒီ online ပေါ်နဲ့လှုပ်ဆော်နေတဲ့ကောင်တွေအဲ့ဒီဆန္ဒပြပွဲမှာတဲပေါ်မပါဘူးဆိုကြရခင်ဗျားတို့စဉ်းစားလို့ရပြီဘာအထိပ်ပဲလဲဆိုတော့ခင်ဗျားစဉ်းစားကြည့်လိုက်ဟိုရှုံးသွားပြီသူတို့ရှုံးသွားပြီဆိုတော့သူဝင်ခံရတော့ဒါတစ်ချက် Hello everyone, welcome to Boma Channel. Today, we will bring you the latest daily real-life news from Myanmar, along with interesting special stories and important updates from around the world. အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ဗီဒီယိုအသစ်လေးမှာတော့မြန်မာထိုင်းနှစ်နိုင်ငံဆက်ဆံရေးသမ္မတရဲ့တရားဝင်ခရီးစဉ်အတွင်းလက်မှတ်ရေးထိုးခဲ့တဲ့အရေးကြီးမှုတွေနဲ့စီးပွားရေးကုန်သွယ်မှုတိုးမြင့်မဲ့အစီအစဉ်တွေအကြောင်းကိုစစ်တပ်လော်ပြီးကျော်မျိုးမင်းရဲ့သုံးသပ်ပြောဆိုချက်တွေအတိုင်းအချက်လက်များကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ထိုင်းနိုင်ငံရောက်မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေရဲ့လှုပ်ရှားမှုတွေနဲ့လာမယ့်ဘောလုံးပွဲအခြေအနေတွေကိုပါဆက်လက်နားဆင်ကြည့်ကြရအောင်ပါဆက်လက်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာထိုင်းကျူဆိုတဲ့ပုံစံကြည့်လိုက်ကျွန်တော်တို့ဒီဘက်ကမီဒီယာအားနဲ့ဝိုင်းတွန်းဒီကောင်တွေတာတမကြီးအားတွန်းတဲ့ခါကျတော့မြန်မာဘက်က internet မြန်မာဘက်ကအပေါ်စီးကိုပြန်ပြီးတော့ရအောင်ယူနိုင်တဲ့ခါကျတော့အခုကျူဆိုတဲ့ပုံစံကြည့်လိုက်တာနဲ့သိတာလုံးပါတယ်ကျွန်တော်တို့ဘာပြီးတော့တာတမကြီးအားအရာမြန်မာဟာအပေါ်ဟိုထိုင်းနယ်မှာဆက်ဆံရေးမှာမြန်မာကပြန်ပြီးတော့ဟိုလူလေးလေးစားစားပြန်ဆက်ဆံခံရတဲ့ပုံစံပြန်တွေ့ရတယ်ပြီးတော့ဘာကြောင့်ဒီလေးစားလဲမင်းအားလုံးသိတဲ့အတိုင်းပဲကုန်စီစင်ရေးပေါ့ဗျာထိုင်းနိုင်ငံကမြန်မာကိုမှီပြီးတော့ပို့ပြီးချမ်းသာကြွယ်ဖို့ကိစ္စတွေအများကြီးရှိနေတော့ဒါတွေလည်းထိုင်းကလိုအပ်လာတော့နော်ကဲအဲ့တော့ဒါကကျွန်တော်အပေါ်ရန်ပြောနေတာအဲ့တော့ဒီနေ့သမ္မတခီးစဉ်ရှိတယ်လူတွေကပြောမယ်အပြက်ဘက်ကစပြောမယ်ဆန္ဒပြကြတယ်ပေါ့သမ္မတဦးမောင်လိုင်ရဲ့ခီးစဉ်ပေါ့ဦးမောင်လိုင်ခီးစဉ်ကိုထိုင်းမှာလူငယ်ဆန္ဒပြတယ်ပေါ့ဆိုတော့မသိရင်ထိုင်းအောင်ရောက်လာတဲ့ဦးမေအောင်လိုင်ကိုဆန္ဒပြရဆိုမသိဦးမေအောင်လိုင်တဲတဲ့ဟိုတယ်ရှိတယ်ဦးမေအောင်လိုင်သွားတဲ့လမ်းကြောင်းတစ်လျှောက်တူဦးမေအောင်လိုင်သွားတဲ့အိမ်တော်အစိုးရအိမ်တော်အခမ်းအနားပွဲတွေမှာရှိမှာဆန္ဒပြဒလူလူဘာလူလူနဲ့တော့ပြည်ပြင်းမီဒီယာတွေကဝါဒဖြန့်ကြတယ်ဘယ်မှာသွားပြဆန္ဒပြတာဘာလဲဆိုဦးမေအောင်လိုင်အိမ်ကတောင်ဘက်ဦးမေအောင်လိုင်သွားတဲ့နေရာတောင်ဘက်ဆိုပါစို့တောင်ဘက်ဆိုပါစို့ဆန္ဒပြတာမြောက်ဘက်ကဲခင်ဗျားတို့စဉ်းစားကြည့်ဗျာဘန်ကောက်ဆိုအကြီးကြီးဘန်ကောက်မြို့ရဲ့ဂျောင်းကလောက်တနေရာ United UN ရုံးပေါ့နော် UN ကုလသမဂ္ဂရုံးရှိမှာလူလေး10ယောက်တော့မပြီးဘူးအဲ့ဒါလေးနဲ့ဟိုစာရဲလေးဖတ်ပြီးတော့မိုက်လေးနဲ့អော်နေတာလေးကိုကြည့်ပြီးအဲ့ဒါဆန္ဒပြတယ်အေးပေါ့ပြောလို့ရတာပေါ့ဒါပေမဲ့အဲ့ဒါယူခန်းခန်းနာကြီးကြီးပြတာလားဆိုတော့လေဟိုလူလေး50ယောက်အင်ကြီးလေးဝတ်ပြီးတော့အင်ကြီးလေးဟွာပေါ့အနဲ့အောင်ကြီးလေးဝတ်ပြီးတော့စာလေးဖတ်ပြီးတော့မိုက်လေးနဲ့ပြောဗီဒီယိုလေးရိုက်ပြီးတော့မီဒီယာတွေစီပို့အဲ့ဒါဆန္ဒပြတာအဲ့ဒါပြီးသွားလားဒါအဲ့ဒါပြီးသွားအဲ့ဒါဆန္ဒပြတာအဲ့လိုဖြစ်လိုက်ရင်ဗာလေဒီထိုင်းအစိုးရအဲ့ဒါယူကြည့်ပြီးတော့ကြောက်လန့်ပြီးတော့မြန်မာသမ္မတဦးမေအောင်လိုင်မဖိပဲနေမခေါ်ပဲနေမယ်ထင်လို့လားဆိုတကယ်ကိုကြောင်တောင်ပေါ်တော်လွတ်ရတွေကိုလုတ်ပြီးတော့လူလူကိုစိုက်ဝါးတွေနဲ့ဝါဒဖြန့်မှုကြိုးစားတယ်ပြည်ပြင်းမီဒီယာတွေကလည်းအချမ်းဘက်ပြည်ပြင်းမီဒီယာတွေလည်းအတကုံအဲ့ဒါကိုဝါဒပြန်တော့ပြန်ဖော်ပြတယ် BBC တို့ဘာလို့အစလုတ်တာအသေးတာဒါမျိုးတွေကိုအသေးတာလုတ်တာတင်တာပဲအသေးတာဒါမျိုးတွေကိုသတင်းကြီးပုံစံမျိုးတင်တယ်တကယ်ဟိုမှာသမ္မတနဲ့ထိုင်းဝီဂျုံနဲ့တွေ့ဆုံနေပွဲတဲ့တကယ်အရေးကြီးတဲ့ဟာတွေကိုကျတော့သူတို့ highlight သိမလုပ်ချင်ဘူးကြိုဆိုတဲ့ပုံစံခန်းခန်းနားကြိုတော့ကျတော့ highlight သိမလုပ်ချင်ဘူးအဲ့ဒါမီဒီယာတွေပြည်ပြင်းမီဒီယာတွေရဲ့သဘောထားဆန္ဒပြနေတာဘာလဲဆိုတော့ကိုဒီနိုင်ငံကိုဘယ်တော့ဒုက္ခပေးခြင်းလဲဆိုတာအဲ့ဒါပဲเนาะအဲ့တော့ဆန္ဒပြတဲ့အဖွဲ့တွေဒီမှာကြည့်လိုက်လို့ရှိရင်ခင်ဗျားတို့တွေ့လိမ့်မယ်ဆန္ဒပြပါတယ်လို့ပြောတဲ့အုပ်စုတွေကြည့်လိုက်ပြီးတွေ့လိမ့်မယ်ဘာတွေ့မလဲခင်ဗျားတို့ကြည့်လိုက်လူ10ယောက်တောင်ပြေဒါပေမဲ့အဲ့ထက်မှာ NUG ရဲ့ထိပ်တန်းခေါင်းဆောင်တယောက်မှမပါဘူး NUG ထိပ်တန်းခေါင်းဆောင်တယောက်မှမပါဘူး NUG ဒုတိယအလွားကောင်လည်းတစ်ခေါင်းမှမပါဘူး NUG လားအဲ့ဒါကသူတို့ဒီ PDF တွေထောက်ဖို့အုပ်စုတွေဖြစ်တဲ့ရဲမင်းတို့ဟိုကောင်ငစီတို့နော်ဟိုကောင်ဘာလဲဟိုလူမြတ်ကျော်တို့ဘာကောင်တွေလဲငပေါ်တွေကျွန်တော်တင်လင်းအောင်တို့အဲ့ဒီဟိုကောင်တွေပြဘာလဲဟိုထက်မြက်တို့အဲ့ဒီငပေါ်တွေတစ်ခေါင်းမှမပါဘူးအဲ့ကောင်တွေကိုတော့လေနဲ့အာချောင်ပြီးတော့လူတွေကိုမြောက်ပေးတာလွဲပြီးမြေပြင်ကိုတကောင်တွေမစင်းရဘူးကြောက်တော့မှဖိန်းတောင်းကြောက်တာအဲ့တော့ကဲတစ်ခေါင်းမှမပါဘူးပြန်ကြည့်လိုက်အဲ့တော့ကျွန်တော်ကအဲ့ဒီနီဘိန်းတုံးစုလုံးနဲ့ပြည်သူလူထုသိစေချင်တာအဲ့ဒီ online ပေါ်နဲ့လှုပ်ဆော်နေတဲ့ကောင်တွေအဲ့ဒီဆန္ဒပြပွဲမှာတဲပေါ်မပါဘူးဆိုကြရခင်ဗျားတို့စဉ်းစားလို့ရပြီဘာအထိပ်ပဲလဲဆိုတော့ခင်ဗျားစဉ်းစားကြည့်လိုက်ဒီကောင်တွေတကယ်သာစိတ်တက်ခိုင်မာတဲ့ယုံကြည်တယ်ပြတ်သားတယ်ဆိုရင်အဲ့ဒီဆန္ဒပြပွဲထိပ်မှာသူတို့ကိုယ်လည်းသွားပြရမှာဒါပေမဲ့သူတို့မပြနိုင်ဘူးမပြရဲဘူးနေနေကတော့မထွက်ရဲဘူးအိမ်ခန်းထဲကတော့မထွက်ရဲဘူးဘာလို့မထွက်ရဲလဲဘာလို့မထွက်ရဲတော့အဖမ်းခံမှာကြောက်လို့ဒုက္ခရောက်မှာကြောက်သူတို့အဖမ်းခံရမယ်သူတို့ဒုက္ခတော့မကြောက်လို့ဘူးမှမထွက်ရဲဘူးဆိုတော့လူလူကိုကြတော့ online အခန်းလေးတစ်ခန်းလေးကနေ online ပေါ်နေအားချောင်းပရိပရာတွေပေါက်တော့ခဲ့ပြောတာတော့အသုံးလုပ်တယ်ဒါပေမဲ့လူရှိသူထွက်ရဲလားဆိုမထွက်ရဲတော့မထွက်ရဲဘူးထိုင်းမှာကသမ္မတဦးပြောင်းနေလာတယ်ဘယ်ကောင်ထွက်ရဲလို့ဘယ်ကောင်မထွက်ရဲဘူးအဲ့ကောင်နေတကောင်မထွက်ရဲကြဘူးအဲ့တော့ဘာကိုပြောတာလဲဆိုတော့ဟိုနီဘိန်းအုပ်စုဖြစ်တဲ့ NUG ခေါင်းဆောင်မိုက်တွေလည်းမလာနိုင်ဘူးမထနိုင်ဘူးအဲ့လိုပဲ NUG ထိပ်ပိုင်းအလွာဒုတိယအလွာလည်းမထဘူးတတိယအလွာလည်းမထဘူးအဲ့လိုဘယ်လွာမထသလို online ပေါ်နေ RG လုံးတွေအုပ်စုလည်းမထနိုင်ဘူးမထွက်နိုင်ဘူးမထွက်ရဲဘူးတခါ
ဘာရှိသေးလဲဆိုတော့ဒီဘာခေါ်လဲဒီ KNU အုပ်စုထောက်ပိုင်အုပ်ထောက်ဖို့အုပ်စုတွေဘယ်ကောင်ထွက်နိုင်လဲဘယ်ကောင်ထွက်နိုင်ဘယ်ကောင်းမထွက်မလာနိုင်အဲ့ဒါအဖြစ်ပဲအဲ့တော့ဘယ်သူမှထွက်မလာဘဲနဲ့ခင်ဗျားတို့ပြည်သူလူထုကဘာမျောလင့်နေကြတော့အဲ့ဒီကောင်တွေတကောင်းမှထွက်မလာဘဲနဲ့ခင်ဗျားတို့ပြည်သူလူထုကဘာမျောလင့်နေကြတော့လို့မေးနေတာ CRPH ကထွက်လာတာတကောင်းမှထွက်မလာဘူးနော်အဲ့တော့အခုလာပြတဲ့လူတွေဆိုလို့ရှိရင်ဟိုပြောရရင်လူမသိသူမသိလေးတွေဘာမှအဲ့လောက်ကြီးမဖြစ်နေလူငယ်တွေဟိုဒါပါလဲဆိုတော့ကြိုတင်ပြီးတော့ဟိုဒါဆန္ဒပြပွဲလေးဟိုခေါင်းစဉ်လေးနဲ့ဓာတ်ပုံရိုက်ဗီဒီယိုရိုက်ပြီးတော့ဝါရဖြန့်ပြီးတော့ပတ်စံလေးရှာစားဖို့အတွက်လုပ်ရရုံကလွှဲပြီးကြံတဲ့နိုင်ငံရေးထိခိုက်မှုဘာမှမရှိတော့ဟာမျိုးတွေဖြစ်သွားတယ်ဒါကဆန္ဒပြတဲ့အုပ်စုရှိတယ်တွေ့ရတယ်ပေါ့နော်တခါကန့်ကွက်ဆန့်ကျင်နေဆိုတော့အုပ်စုတွေလည်းလေသံထဲမှာပျောက်သွားတာတခါတည်းဟိုနေလာနှင်းပြောက်ဦးမြောင်လိုင်းရောက်နေလာနှင်းပြောက်အကုန်ပြောက်ဘယ်မှမရှိတော့ချက်ပြောက်ပြောက်တဲအောင်မရှိတော့အဲ့တော့သူတို့တွေရဲ့ဟိုဟာရှုံးသွားပြီသူတို့ရှုံးသွားပြီဆိုတော့သူဝန်ခံရတော့ပါဒါတစ်ချက်နောက်နှစ်ချက်ကဒီထဲမှာပါသွားတဲ့လုပ်ငန်းရှင်တွေကဏ္ဍကိုပြီးရင်ပြောမယ်စင်ကာပူကဒီထိုင်းမြန်မာပေါင်းတော့မှာကိုကြောက်တဲ့အချက်ဒါကတော့ဒီသတင်းဌာနတွေမှာဘယ်မှမပါတဲ့ဟာတခုကိုကျွန်တော်ထည့်ပြောမယ်အဲ့ဒါလေးထည့်ပြောမယ်နော်အဲ့တော့ဒါပြောနောက်တစ်ခုကဒီရက်ထဲမှာဖြစ်သွားတဲ့နောက်ထပ် issue လေးထပ်ပြောမယ်အခုထိုင်းမြန်မာနှစ်နိုင်ငံကြေညာချက်ကိုကျွန်တော်ရင်ပြောမယ်ဘာလို့ကြေညာချက်ကလေးပါမတော့မှာဆိုလို့ကြေညာချက်ကိုမပြောပြမှာဆိုလို့နော်သမဏကရောက်သွားတဲ့အချိန်မှာကွန်ပျူတာတပ်ဖွဲ့နဲ့ကြိုးစိုးခံရတယ်ဒီကော်စောနီခင်းကြိုးစိုးခံရတယ်ပြီးရင်တကယ်ကိုဗျာသမဏကိုကြိုးတဲ့ပုံစံအနုထင်ကိုယ်တိုင်တေချာထွက်ပြီးတေချာကြိုးတေချာအောင်ခင်ဗျာဝန်ကြီးဖွဲ့တန်းစီပြီးတေချာချက်နာကြိုးတယ်ဘာကိုပြတယ်လဲဆိုတော့သမဏဦးမြောင်လိုင်းကိုတို့ဒီတေချာခန်းခန်းနာနဲ့ဘဝင်ခွေတော့အောင်ကြုံမှငါတို့ရမယ်အဲ့ဒါမှငါတို့တချို့တော့စီမံချက်တွေစီမံကိန်းတွေအောင်မြင်မယ်အဆင်ပြေမယ်ဆိုတော့သူကပြချင်တယ်ဒါကြောင့်မို့လို့အသက်အတန်ကြုံနေတာထိုင်းပြည်မြန်မာကိုအသက်အတန်ပြစ်ကတ်နေတဲ့သဘောပြန်တွေ့နေရတယ်ဒါကိုကြီးကြီးပြောနော်ဆိုတော့ကတ်ဖို့လိုရလားမင်းလိုရပါတယ်နော်လိုအပ်တယ်ဆိုတော့ထိုင်းလေးကောင်းကောင်းသိပါတယ်ကျွန်တော်တို့ကလည်းထိုင်းကိုအဲ့အတွက်ကျေးဇူးတင်တယ်ထိုင်းကိုအဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်နိုင်ငံတော့ကျွန်တော်နိုင်ငံသမ္မတကိုလေးလေးစားခန်းခန်းနာကြိုပေးတာကိုတကယ်ကျေးဇူးတင်တယ်ကျွန်တော်ဟိုရက်ကပြောတယ်မလေးမသားလုပ်ရတာကျွန်တော်လောလက်မခံဘူးပြောတယ်အခုလေးလေးစားကြိုပေးတဲ့အတွက်ကျွန်တော်တို့ကကျေးဇူးတင်တယ်ဒါနံပါတ်1ချက်ပေါ့နော်အဲ့တော့သမ္မတကသူကဒီအိမ်တော်မှာသူကအိမ်တော်မှာဘာပြောလဲဆိုတော့ဟိုအထင်ကြီးအစိုးရအိမ်တော်မှာသူကလက်မှတ်ရေးထိုးတဲ့စာလေးရေးထားတယ်သူ့လက်ရေးနဲ့ရေးထားတဲ့စာလေးကျွန်တော်တို့တင်ထားတယ်ဒီဒေါ်ခိုင်ဆိုတို့ PPIP တို့ကတင်ထားတွေ့ရတာထိုင်းနိုင်ငံရဲ့လှပခန္ဓာတော်ဘိတုကလက်ရများနဲ့တမိုင်းဝင်အမွေနဲ့ကြောရမှုတို့ဖြင့်ချက်တည်ရှိလာတော့အထင်ကြီးအစိုးရအိမ်တော်တို့လာရောက်လက်ပတ်ခွင့်လာရောက်လေးလာခွင့်ရရှိသည့်အတွက်ဂုဏ်ယူဝမ်းမြောက်မိပါသည်တဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့နှစ်ဖက်အကျိုးဖြစ်ထွန်းစေမိတွေ့ဆုံဆွေးနွေးမှုကိုပြုလုပ်နိုင်ခဲ့ပြီးနှစ်နိုင်ငံအကြားကာလရှည်ကြာစွာတည်ရှိခဲ့သောချစ်ကြည်ရင်းနှီးမှုနှင့်နီးစပ်သောပူးပေါင်းဆောင်ရွက်မှုများသည်နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားအတွက်အခိုင်အမာဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပါသည်တဲ့ဆိုပြီးတော့ဦးမအောင်လိုင်းနိုင်ငံတော်သမ္မတပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုပြီးတော့လက်မှတ်ထိုးထားတယ်ဆိုတော့လက်မှတ်ရဦးမအောင်လိုင်းလက်မှတ်ကိုကြီးကြီးအဖြစ်တော့ဘဝမှာအနေမြင့်တက်ကြရတော့သူမှလည်းရှိတယ်ဗျသူ့လက်မှတ်ကိုကျွန်တော်ကြည့်ရတော့ဘဝမှာအနေမြင့်တက်ကြလေသူမှလည်းရှိတယ်အခုတော့သူ့ဘဝအမြင့်ဆုံးအပိုင်းကိုရောက်ပြီးတော့အဲ့အမြင့်ဆုံးဘက်မှာရှေ့ကြရက်တက်အောင်မယ်ဆိုတဲ့အဓိပ္ပာယ်တွေ့ရတယ်သူ့လက်မှတ်ထဲမှာကျွန်တော်တွေ့နေရတယ်ထားပါတော့ဗျာထားပါတော့ကျွန်တော်ပြောမလို့အဲ့တော့သူ့လက်ရေးကိုကျွန်တော်ကြည့်ရတော့လက်ရေးကိုနေထားကြည့်ရတော့ကျွန်တော်လက်စာရင်တော့လက်ရေးတော့ဆဲစားမကတာပါတယ်ကျွန်တော်ရေးရတာဆိုကျွန်တော်ပတ်တာမဟုတ်ဘူးတကယ်ပဲကျွန်တော်ရဲ့လက်ရေးမှုစားကိုခင်ဗျားတို့လာကြည့်လေခင်ဗျားတို့မပြောနဲ့ကျွန်တော်ရေးပြီးတစ်ပတ်ကြာကျွန်တော်စာကျွန်တော်မှတ်မိဘူးအဲ့လောက်ဒီကျွန်တော်လဲဆရာဝန်တော်ဖြစ်တာဆရာဝန်လက်ရေးနော်တည်တော့မယ်ဘာမှမလဲဆိုတာအဲ့ဒါဆရာဝန်တော်ဖြစ်တာဆရာဝန်လက်ရေးတည်တော့မယ်ဘာမှမလဲဆိုတာကိုလက်ရေးကိုပြန်ပတ်တာကိုကျွန်တော်တော့ဆိုတော့ဦးမြောင်လိုက်လက်ရေးကတော့ကျွန်တော်ဖတ်တတ်တယ်ဆိုတော့ဒါကျွန်တော်ရဲ့ဆဲစားမကတာပါတယ်လက်ရေးမှာတော့တာပါတယ်နော်ဒါအချိုးကြလို့ထည့်ပြတာနောက်တစ်ခုကသူတို့ကြီးညာချက်ပူတဲ့ကြီးညာချက်တစ်စောင်ထုတ်တယ်နော်နိုင်ငံပူတဲ့ကြီးညာချက်ဆိုပြီးတော့ဒါဝင်းကျုံနဲ့သမ္မတနဲ့ပူတဲ့ကြီးညာချက်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့နိုင်ငံခေါင်းဆောင်တွေရဲ့ခေါင်းစဉ်အောက်မှာဘာလဲရှိလဲဆိုတော့နိုင်ငံရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတဲ့နော်ဟိုဟာပေါ့ဒီအမှတ်စဉ်နံပါတ်3မြင်းဆောင်11ပေါ့နော်အဲ့မှာဘာလဲဆိုတော့နိုင်ငံရေးနဲ့လုံခြုံရေးပူးပေါင်းဆောင်မှုအဲ့ဒါဘာလဲဆိုတော့နိုင်ငံပူးပေါင်းဆောင်ရွက်မှုနိုင်ငံပူးပေါင်းဆောင်ရွက်ပူးတဲ့ကော်မရှင် Joint Commission ကိုစောလျင်စွာကျင်းပနိုင်ရေးအပါအဝင်တဲ့ကဏ္ဍပေါင်းစုံနဲ့နိုင်ငံပူးပေါင်းဆောင်ရွက်မှုအခိုင်အမာစေရန်အဆင့်တိုင်းမှာတွေ့ဆုံဆွေးနွေးမှုများနဲ့အပြန်အလှန်အဆင့်မြင့်ခီးစဉ်များပုံမလေးနဲ့ခိုင်မာစွာဆောင်ရွက်တော်ရန်နှစ်ဖက်စလုံးကသဘောတူညီခဲ့ကြသည်တဲ့နိုင်ငံရေးရာညှိနှိုင်းဆွေးနွေးပွဲ political consultation နောက်တစ်ခါမြန်မာနိုင်ငံ၏တန်တမန်တင်များနဲ့အလဲလက်အဆင့်တန်တမန်များအတွက်ဆွမ်းဆောင်ရည်မြင့်တင်အစီအစဉ်များနိုင်ငံတန်တမန်များအပြန်အလှန်ဆေလွတ်အစီအစဉ်များမှာတစ်ဆင့်နိုင်ငံခြားရေးဝန်ကြီးဌာနများအကြားပူးပေါင်းဆောင်မှုတိုးမြင့်ဆောင်ရွက်သွားရေးမြန်မာတန်တမန်တင်နန်းကျောင်း MDA နဲ့ထိုင်းနိုင်ငံကရှိတဲ့DVIFA ပေါ့နော်သူအဲ့အဖွဲ့တို့ကြားမှာနီးကပ်စွာပူးပေါင်းဆောင်ရေးကြိုးဆိုခဲ့ကြတယ်3မြင်းဆောင်1နှစ်မှာတော့ထိုင်းမြန်မာနိုင်ငံကြားကာဝေးလုံခြုံရေးဆိုင်ပူးပေါင်းဆောင်ရေးခိုင်မာပြီးတော့ကာလရှည်ကြာတည်ခဲ့တဲ့မိဖက်ဆိုင်ကိုနှစ်ဖက်စလုံးကကြိုးဆိုပြီး2026ခုနှစ်ဇူလိုင်29မှာဇူလိုင်1ရက်ထိကျိုင်းတော်မြို့နယ်ကျင်းပခဲ့တဲ့38ကြိမ်မြောက်ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးနော်အပါဝင်သက်ဆိုင်ရာနိုင်ငံရန်တရားများမှစဉ်ဆက်ပြဖြစ်ပေါ်တိုးတက်မှုကိုကျင်းပအားဆိုရင်မှတ်သားခဲ့ကြသည့်9ကြိမ်မြောက်
ကိုမသားခဲ့ကြသည်ကိုချိန်မြောက်မြန်မာထိုင်းတပ်မတော်နေကြအဆင့်မြရရှိများအစည်းအဝေးဒါရေးကျင်းပခဲ့မြန်မာခဲ့ကြသည်တဲ့နော်2019ဩဂုတ်လ19-21ဘန်ကောက်မှာကျင်းပမယ်ပြောရင်တော့ကိုချိန်မြောက်ထိုင်းမြန်မာတပ်မတော်နေကြအဆင့်မြရရှိများအစည်းအဝေးကိုလာမယ့်ဩဂုတ်လ19-21ရက်နေ့ထိဘန်ကောက်မှာကျင်းပမယ်ဒါရှိတယ်နိုင်ငံခြားမှာမဟာဗျူဟာအဆင့်လုံခြုံရေးဆိုင်ပူးပေါင်းဆောင်မှုခိုင်မာအားကောင်းမှုအတွက်မြန်မာနိုင်ငံအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နဲ့ထိုင်းနိုင်ငံအမျိုးသားဆိုင်ရာလုံခြုံရေးကောင်စီတွင်းမှုချုပ်ကြားကျင်းပမဲ့လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲ security dialogue ကိုနှစ်ဖက်ကြိုဆိုတယ်နော်နိုင်ငံပြည်သူတွေဘေးရန်နဲ့ကင်းရှင်းရေးလုံခြုံရေးနဲ့ပုံမကောင်းမွန်တဲ့လူမှုဘဝအခြေခံလိုအပ်ချက်များရှိလို့ပေါ်ဆောင်ဖို့မြန်မာထိုင်းနယ်စပ်မှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ပေါ်ဆောင်မဲ့ပူးတွဲကတိကိုနှစ်ဖက်စလုံးကပေါ်ပြခဲ့ကြတယ်နိုင်ငံဖြတ်ကျော်မှုခင်းများအထူးသဖြင့် online လိမ်လည်မှုများနဲ့ငွေစေဝါကိစ္စတွေများတိုက်ဖျက်ရမှာပူးတွဲကြိုးပမ်းဆောင်ရွက်မှုကိုတိုးမြင့်ဆောင်ရွက်တော်ရန်တစ်ဖက်လုံးကသဘောတူတယ်ဒါပြင်နိုင်ငံဖြတ်ကျော်မှုခင်းကွန်ရက်များငွေကြေးစည်းစိမ်မှုများဖြတ်တောက်ထမ်းတာရေးပူးတွဲဆောင်မှုများနဲ့သတင်းအချက်လက်မျှဝေမှုများမှာတစ်ဆင့်မြန်မာထိုင်းနေဆက်တလျှောက် online လိမ်လည်မှုစင်တာများနေနေရန်အတွက်သက်ဆိုင်ရာအဖွဲ့အစည်းများအကြားညှိနှိုင်းဆောင်ရွက်မှုများတိုးမြင့်ရန်သဘောတူနေကြတယ်အထူးသဖြင့်စွမ်းဆောင်ရည်မြင့်တင်ရေးအစီအစဉ်များမှာတစ်ဆင့်နိုင်ငံငွေကြေးခွာချမှုတိုက်ဖြတ်ရေးအာဏာပိုင်များကြားရှင်းရင်းစွဲပူးပေါင်းဆောင်မှုခိုင်မာစေရေးတည်ဆောက်တော်ရန်သဘောတူရတယ်ငွေကြေးဆိုင်ရာစွမ်းထောက်လိုင်းရဲ့သတင်းချက်လက်များမျှဝေမှုကိုလွယ်ကူချုံးမွေစေရန်အတွက်monk ခေါ်မလား monk လို့ခေါ်တာဘယ်လိုခေါ်လဲအဖွဲ့ egg monk လို့ခေါ်မလားအဖွဲ့ဝင်ဖြစ်ရေးကိုထိုင်းဘက်မှာထက်လက်ထောက်ခံကြောင်းဖော်ပြတယ်ငွေစေဝါနဲ့ငွေစေဝါထုတ်လုပ်ရေးချက်လို့ရမှာအသုံးပြုတဲ့ဓာတုပစ္စည်းတွေတားဆီးကာကွယ်နေနေဒါတွေလည်းနိုင်ငံထပ်လောင်းတည်ပြုတယ်ပေါ့နော်နိုင်ငံခေါင်းဆောင်တွေမှာကြားမှာရှိတဲ့နိုင်ငံခေါင်းဆောင်တွေကတဲ့ပြည်တော်စုနှစ်ဖက်ရှိတဲ့ပြည်တော်စုလွှတ်တော်တွေနဲ့ထိုင်းနိုင်ငံလွှတ်တော်တို့ကြားမှာပုံမှန်နီးကစားဆောင်ရွက်သွားဖို့သဘောတူတယ်တဲ့နော်အဲ့တော့စီးပွားရေးဆိုင်ရာကိစ္စမှာလည်းနိုင်ငံကုန်သွယ်မှုကိုရည်မှန်းချက်ကိုအမေရိကန်ဒေါ်လာ12ဘီလီယံအထိရရှိစေဖို့အတွက်နှစ်ဖက်စလုံးကကုန်သွယ်မှုမြင့်တင်မှုလူကူချုံးဝဲဆောင်ရွက်ဖို့နီးကစားပူးပေါင်းဆောင်ရွက်ဖို့သဘောတူတယ်တဲ့နော်ခင်ဗျားစဉ်းစားကြည့်တော့နိုင်ငံကုန်သွယ်မှုကိုဒေါ်လာ12ဘီလီယံအထိမျှော်လင့်နေဆိုတာပြောတာနော်12ဘီလီယံအထိနိုင်ငံကုန်သွယ်မှု12ဘီလီယံဆိုရင်ခင်ဗျာကျွန်တော်နိုင်ငံရဲ့ကုန်သွယ်ရေးကျွန်တော်နိုင်ငံရဲ့ဘာခေါ်လဲဒီဟိုပါပေါ့ဒီပြပပို့ကုန်ရငွေပေါ့ပို့ကုန်ရငွေလို့ပြောပါမယ်နော်ဟိုနိုင်ငံခြားပို့တဲ့ပို့တဲ့ဟာပေါ့နော်အဲ့ဒါက18ဘီလီယံနဲ့ဘီလီယံ20ကြားပဲရှိတာအဲ့ဒါကိုကုန်သွယ်ရေးကို12ဘီလီယံဆိုတော့ကျွန်တော်တို့နိုင်ငံထိုင်းတဲ့ကုန်သွယ်ရေးကအမြင့်ဆုံးမှာရှိသွားမယ့်သဘောတော့ရှိတယ်ထိုင်းပြီးမှတရုတ်တို့ကအိန္ဒိယတို့ဖြစ်မှတင်နေကြရတာနောက်ပိုင်းမှာထိုင်းနဲ့အမြင့်ဆုံးဖြစ်မလားမသိဘူး12ဘီလီယံအထိတော့သူတို့မျှော်မှန်းပြီးတော့လုပ်မယ်ဆိုတော့ကောင်းပါတယ်ထိုင်းနဲ့မြန်မာလည်းကတ်နေရတယ်နော်တိတ်လေဝေးတာမဟုတ်တာပြီးတော့ထိုင်းကနေဒီဘက်ဖြတ်ထွက်လာရင်မြန်မာဘက်ကိုရန်ကုန်မြို့ base ဖြစ်တဲ့ရန်ကုန်ခဏလေးရောက်တာပဲနော်ထားပါတော့ဒါလည်းတော်တော်ကောင်းတဲ့ကိစ္စပဲ2026ခုနှစ်မှာထိုင်းမှာကျင်းပဖို့ရှိတဲ့8ကြိမ်မြောက်ပူးတွဲကုန်သွယ်ရေးကော်မရှင်အစည်းအဝေးမှာနိုင်ငံခြားကုန်သွယ်မှုပုံမှန်ချောဝေတာစီစဉ်နိုင်ရေးအတွက်စီမင်းစည်းကမ်းဆိုင်အခက်အခဲနဲ့အခြားအခက်အခဲများကိုဖြည့်ရှင်းနိုင်ရန်နိုင်ငံခေါင်းဆောင်များကြိုးဆိုခဲ့ကြတယ်တရားဝင်နေသက်ဖြတ်ကျော်ကုန်သွယ်မှုနှစ်ယင်းနှိမ့်မှုကိုအစီအစဉ်ချုံးမွေစေရတဲ့နီးလမ်းများရှာဖွေရန်သက်ဆိုင်ရာအာဏာပိုင်များတိုက်တွန်းအားပေးဆောင်ရွက်ရန်ခေါင်းဆောင်များသဘောတူတယ်တဲ့နော်နိုင်ငံခေါင်းဆောင်တွေကတဲ့နိုင်ငံနယ်စပ်ကုန်သွယ်ရေးကိုအရေးပါတဲ့ခန်းကဏ္ဍဖြစ်တဲ့အမှတ်နဲ့မြန်မာထိုင်းချစ်ကြည်တရားမြောက်ရီမဲဆောက်နယ်စပ်ကြီးတယ်လီဖုန်းလက်ခံမှုကိုကြိုးဆိုတယ်နှစ်ဖက်စလုံးကနိုင်ငံကြားမှာကုန်သွယ်မှုနဲ့ဆက်သွယ်ချိတ်ဆက်မှုမြင့်တင်နေတဲ့သတ်မှတ်ထားတဲ့နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကိုလုံချုံးမွေကျွန်တော်အရှိဖတ်ပြတာမောလိုက်တယ်ဗျာကျွန်တော်လည်းစာဖတ်တတ်ပါတယ်ကျွန်တော်လည်းစာဖတ်တတ်ပါတယ်စာရီဖတ်ပြမှနေချင်းတော့နိုင်ငံတွေကကုန်သွယ်ရေးတိုးမြင့်မှုကိစ္စတွေကုန်သွယ်ရေးစီမံချုံးမှုကိုဂျာမန်အဟန်တားဖြစ်တဲ့အခက်အခဲမှန်များအခက်အခဲတားဆီးတွေမှန်များအထူးဖြည့်ရှင်းမှုဒါကိုရည်ရွယ်ပြောတာနော်တို့ကစာနဲ့ပြည်နေရေးတာကျွန်တော်အရသာစကားနဲ့ပြောတာကြာလို့နော်အဲ့တော့အဲ့ရွေးချက်တွေပြောတယ်ပြီးလို့ရှိရင်နိုင်ငံခြားမှာဒီနေဆက်ကုန်သွယ်ရေးတွေမှာကုန်းလန်းပင်လယ်ရဲ့ပင်လယ်အကြောင်းရဲ့စိတ်ကမ်းရဲ့နေဆက်ဖြတ်ကျော်လမ်းကြောင်းတွေအဲ့ဒါတွေရှိတယ်အဲ့ဒီထဲမှာနော်ဒီရနောင်းစိတ်ကမ်းနဲ့မြန်မာနိုင်ငံမှာရှိတဲ့တစ်လျော်တဲ့စိတ်ကမ်းတွေဂျားမှာပင်လယ်အကြောင်းကုန်သွယ်ရေးအလားအလာတွေလုပ်ဖို့နော်ဖူနရွန်တီကီတဝဲတေပူဆောင်ရေးစင်ညာဖွံ့ဖြိုးဖို့အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းအဆင့်မြင့်တင်ရေးနဲ့နေဆက်ဖြတ်ကျော်ပို့ဆောင်မှုလွယ်ကူချုံးမွေစေရေးကိစ္စဖြစ်ဖို့เนาะဒါတွေပြောကြတယ်เนาะနောက်တစ်ခုကကျွန်တော်တို့ဘာခေါ်လဲဆိုတော့ဒီ multi model connectivity ပေါ့ကျွန်တော်အဲ့ဒါ multi model connectivity ကတော့ဘာဖြစ်လို့ဆိုကုန်းလန်းပင်လယ်အကြောင်းစိတ်ကမ်းနေဆက်ဖြတ်ကျော်ဒီဟာကိုချိတ်ဆက်မယ်ဒါကိုပြောချင်တာเนาะအဲ့တော့ဒါတွေပေါ်ဆောင်လို့ဗျာเนาะအဲ့တော့နောက်တစ်ခါအထူးစီးပွားရေးဇုံတွေမှာလည်းအပြန်အလှန်ပူပေါင်းဆောင်ရွက်ကြဖို့ဒူစီးပွားရေးဇုံတွေမှာเนาะနောက်ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုတွေအထူးစီးပွားရေးဇုံတွေမှာဒူလုပ်ကြဖို့เนาะပြီးတော့ဒီကုညီထောက်ပံ့ရေးအစီအစဉ်NIDAထိုင်းရဲ့အစီအစဉ်အဲ့ဒါတွေလည်းနိုင်ငံပူပေါင်းဆောင်ရွက်ဖို့ဒါတွေပြောတယ်เนาะနောက်တစ်ခါစွမ်းရည်ဖူလုံရေးကိစ္စမှာလည်းတို့အချင်းချင်းနှစ်ဖက်ဆွေးနွေးကြတယ်သဘောတန်းငွေတွေဖွံ့ဖြိုးပူပေါင်းဆောင်ရွက်မှုသဘောတန်းငွေကဏ္ဍပူပေါင်းဆောင်ရွက်မှုတွေတိုးတက်ရှာဖွေမှုတွေဖော်ထုတ်ဖို့တွေဒါတွေဆွေးနွေးကြတယ်เนาะဒါစွမ်းရည်ကဏ္ဍသဘောတန်းငွေတွေဘာညာတွေပေါ့เนาะကျွန်တော်နိုင်ငံမှာထိုင်းရဲ့သဘောတန်းငွေလုပ်ငန်းစီမံကိန်းတွေရှိပါတယ်အဲ့တော့နှစ်ဖက်စလုံးကနိုင်ငံရေးရအလုပ်သမားရေးရကိစ္စတွေပူပေါင်းဆောင်မှုစာကျွန်တော်လည်းလက်မှတ်ထိုးတယ်အလုပ်သမားများခန့်ထားရေးအလုပ်ခန့်ထားရေးဆိုင်ရာသဘောတူညီလက်မှတ်ထိုးတယ် MOU လေးပေါ့ဗျာ MOU ကိစ္စတွေဦးစားပေးလက်မှတ်ထိုးတယ်ဆိုတော့ဒါကြောင့်လဲကျွန်တော်တို့အလုပ်သမားဝန်ကြီးကိုတွေးလိုက်ရတာဟိုအထက်မှာနော်
ပွဲထဲမှာအဲ့တော့နှစ်နိုင်ငံခေါင်းဆောင်တွေရတဲ့နော်ဟိုပုဂ္ဂလိကကဏ္ဍကွမ်းချေတဲ့မှုပေါင်းဆောင်မှုတွေကိုမြင့်တင်ဖို့အတွက်ဩဂုတ်လ6ရက်မှာဘန်ကောက်မြို့မှာဒီမြန်မာထိုင်းစီးပွားရေးဖိုရမ်ကျင်းပါတယ်အဲ့တော့သမ္မတလည်းတက်တယ်ထိုင်းဝန်ကြီးတို့တက်ပြီးဆွေးနွေးတယ်ပေါ့ဗျာအဲ့တော့နိုင်ငံဒီထိုင်းစီးပွားရေးကောင်စီနဲ့မြန်မာစီးပွားရေးကောင်စီကြားမှာပူးပေါင်းဆောင်ရွက်မှုပုံမြင့်တက်ဖို့ကြိုးစားမယ်ပေါ့ဗျာဒါတွေပြောတာကုန်သွယ်မှုအသင်းချုပ်နဲ့ထိုင်းစီးပွားရေးကောင်စီကြားမှာပူးပေါင်းဆောင်ရွက်မှုပုံမြင့်တက်ဖို့ဒါပါပဲနော်အဲ့တော့နောက်တစ်ခုကသဘာဝပေါင်းခြင်းကိစ္စဘာလို့လဲဆိုတော့ဒီနိုင်ငံကောင်တော့မိခိုးညဉ့်ညမ်းမှုတွေလာပြီးမီးရှို့ခြင်းတွေရေညဉ့်ညမ်းမှုတွေဒါတွေနေသက်ဖြစ်ကျော်သဘာဝချင်းစိန်ခေါ်မှုတွေဖြစ်ရှင်းမယ်အထူးပေါင်းဆောင်ရမယ်ဒါပဲနေသက်ဖြစ်ကျော်ပြီးတော့ဟိုဖြစ်နေတဲ့ပြဿနာတွေပေါ့ဗျာတော့တောမီလောင်ကျွမ်းမှုအခြေအနေတွေနော်အဲ့ဒါတွေအကုန်လုံးလည်းနဲ့အထူးပူပေါင်းဖြစ်ရှင်းပြီပေါ့ဗျာဒါတွေပြောတာနှစ်နိုင်ငံကြားမှာမိခိုးမြူခိုးငွေတွေပါညာတွေနဲ့တောမီလောင်ပြဿနာအထူးရှင်းမယ်ဒါတွေပြောတာနှစ်ဖက်သဘောတူတယ်နော်တော့နိုင်ငံကောင်တွေကြားမှာနေနမိတ်နဲ့နေဆက်မြစ်ဖြတ်ကျော်မြစ်အရေးသွေးမြစ်တွေအရေးသွေးကြာဆင်းတာတွေကိစ္စတွေဒါတွေလည်းပူးတွဲပြီးတော့ဖြည့်ရှင်းမယ်နော်အဲ့တော့လူမှုယဉ်ကျေးမှုဆိုင်ရာကိစ္စတွေဒါလည်းလူမှုယဉ်ကျေးမှုကိစ္စတွေလည်းအပြန်လည်းပူးပေါင်းဆောင်မှုတိုးတက်မှုနိုင်ငံခြားမှာဗျာဗုဒ္ဓဘာသာဖြစ်တာချင်းလည်းတူတယ်ဒီအစားတော့လူမှုဆက်ဆံရေးရုပ်ရည်အနေထားဘာကိုကြည့်လိုက်ကျွန်တော်တို့ထိုင်းနိုင်ငံမှာကျခွဲမရအောင်တဖြည်းဖြည်းနဲ့တူလာတယ်ပူပြီးနီးစပ်လာတယ်အဲ့ဒါကြောင့်မြန်မာနိုင်ငံမြို့တော်ကဘန်ကောက်လို့တောင်တချို့နောက်ပြောင်းနေပြောနေကြတယ်ဟုတ်တာမဟုတ်တာခဏထားတကယ်လည်းပြစ်တော်မလားတော့မသိဘူးနော်ဆိုတော့ဘန်ကောက်မှာလည်းမြန်မာတွေကြီးပဲကျွန်တော်လည်းကောက်တော့မြန်မာတွေကြီးဖြစ်နေတာနော်အဲ့လိုဖြစ်ကုန်တယ်ကဲထားပါတော့အဲ့တော့ထိုင်းမြန်မာနိုင်ငံကြား3နှစ်တာပူးပေါင်းဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေါ့ဗျာအဲ့ဒါတွေစီစဉ်လဲရေးဆွဲတယ်အတူတူလုပ်မယ်ဒါတွေလဲကျန်းမာရေးပညာရေးအသေးစားငယ်သား MSME ကိစ္စတွေပူးပေါင်းဆောင်မှုတွေလုပ်ကြမယ်ဒါတွေလည်းသဘောတူတယ်နော်အဲ့တော့တော့ကဘန်ကောက်ရန်ကုန်ပြေးဆွဲရေးကိစ္စတွေအဲ့ဒါတွေလည်းထပ်မံတိုးချဲ့အောင်မယ်ပြေးဆွဲတာတိုးချဲ့အောင်မချဲ့လို့လည်းမရဘူးကျွန်တော်တို့စီးတဲ့အခါမှာအရင်အကန့်အသတ်တွေဖြစ်တယ်နော်အစင်မပြေတာတွေအများကြီးရှိသေးတယ်အဲ့တော့တိုးချဲ့ပြေးဆွဲဖို့လည်းလိုရတယ်ထိုင်းရခီးသွားတယ်မြန်မာပြည်လာဖို့မြန်မာပြည်သွားထိုင်းသွားဖို့တေချာတာထိုင်းရမြန်မာပြည်ဆဲရောက်လာရင်မြန်မာထိုင်းသွားတာအရောက်100လောက်ရှိတယ်ကျွန်တော်တို့ဆဲသားတစ်ဆဖြစ်နေတယ်မြန်မာထိုင်းကိုသွားတာပုံများတယ်ထိုင်းမှာမြန်မာတွေပတ်စံပိုသုံးတယ်ထိုင်းရမြန်မာတွေထိုင်းရရှိတဲ့လူတွေကမြန်မာပြည်လာပြီးပတ်စံသုံးတာနဲတယ်မြန်မာတွေကထိုင်းမှာသွားပြီးပတ်စံသုံးတာပုံများတယ်နော်အဲ့လိုဖြစ်နေတယ်နော်တော်တော့ဟောဖြစ်တယ်ပေါ့နော်ထိုင်းကမြန်မာတော်ပြန်မိခေါ်တဲ့သဘောဖြစ်လာတယ်စီဝါရေးဖြစ်ခီးသွားဖြစ်ဘာဖြစ်ပေါ့နော်အဲ့လိုဖြစ်လာတယ်နော်မြန်မာတွေမချမ်းသာဘူးမထင်နဲ့အိယာအောင်မှာထားတဲ့ပတ်စံတွေအထားလိုက်ပုံလိုက်ခင်ဗျာရှောင်းတန်နဲ့မြန်မာတွေတကယ်တချို့ချမ်းသာတဲ့ကောင်တကယ်ချမ်းသာတယ်ထိုင်းမှာ share သုံးတာshare သုံးတာဆိုလို့လိုက်သွားတဲ့စီဝါရေးတောင်သမားတွေတောင်ဒီနေ့တောင် share သုံးတော့မယ်ထင်တယ်နော်အဲ့တော့ထားပါတော့အဲ့တော့နိုင်ငံဒီကမ္ဘာမြေလေးလာစောင့်ကြည့်ရေးအခြေအနေတွေဘာညာတွေပေါ့ဗျာဒါတွေလည်းပြောကြတယ်ပေါ့နော်အာဂတာ agency နဲ့ထိုင်းရဲ့ agency တွေကြားမှာအာဂတာနိပြဘွေး agency ကြားမှာလည်းပူးပေါင်းဆောင်ရွက်မှုလုပ်ကြဖို့နားလည်မှုဆောင်ရွက်ထိုးတယ်နောက်ဒေသတွင်းအဆင့်ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေလည်းအဲ့ဒါပြောတယ်အဲ့ဒါဘာလို့ဆိုအာဆီယံမှာမြန်မာရဲ့အခမ်းကဏ္ဍမြင့်တင်လာဖို့နောက် BIM step မှာနောက် AR ကြောက်ဖျားမဲကောင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဒီမှာနောက်မဲကောင်ပေါ့ဗျာမဲကောင်ဒေသတွင်းနိုင်ငံတွေကြားထဲမှာစသဖြင့်ဒါတွေကိုပုံမှန်တိုးတက်ကောင်းမွန်လာဖို့ထိုင်းအပြန်ထောက်ခံအားပေးမယ်နော်နောက်တစ်ခါဒီမြန်မာနိုင်ငံကဒီ MEC ဆိုလို့ခေါ်တဲ့ဒီမဲခေါင် AR မဲခေါင်ကြောက်ဖျားမဲခေါင်အဲ့မှာဥက္ကဋ္ဌတာဝန်ယူတဲ့ထိုင်းနိုင်ငံကထောက်ခံအားပေးတယ်နော်17ကြိမ်မြောက်အစည်းအဝေးကိုလည်းအောင်မြင်စွာကျင်းပဖို့ညွှန်မှန်းထားတယ်နော်မြန်မာဒါဒီလာမယ့်နှစ်မှာမြန်မာဥက္ကဋ္ဌဖြစ်ပြီနော်အဲ့ဥက္ကဋ္ဌဖြစ်ရင်အမှဘာဖြစ်မှာပြောတာအဲ့တော့အာဆီယံပြည်ညင်စာတမ်းနေတဲ့လူထုတွေအာဆီယံထဲမှာမြန်မာပို့ပြီးနီးကပ်စွာပါဝင်လာဖို့ထိုင်းကထက်လက်ကူညီပေးသွားမယ်ဆိုတာမျိုးတွေဒါတွေပြောတယ်။အခြားကိစ္စကတော့မြန်မာနိုင်ငံရဲ့ကိုယ်ပိုင်ဒီလမ်းမှာတစ်ဆင့်ရေရှည်တည်တဲ့နိုင်တဲ့ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကိစ္စတွေမှာထိုင်းကဆက်လက် support ထပ်ဖို့အားပေးဖို့နော်မြန်မာနိုင်ငံငြိမ်းချမ်းရေးကိစ္စတွေပေါ့နော်ဒါတွေအားပေးဖို့ဒါပြောလာတယ်။အဲ့တော့သမ္မတရဲ့တရားဝင်ခီးစဉ်ကထိုင်းနိုင်ငံကချစ်ကြည်မှုကိုပုံမအားကောင်းလာစေဖို့ဖြစ်မယ်ဆိုတာမျိုးပြောတယ်ဒါပါပဲပြောရရင်တော့ဒါတွေချီးပြပြီးပြောဆွေးနွေးကြတယ်ပေါ့ဗျာအများကြီးစာချုပ်တွေအများကြီးလက်မှတ်ထိုးကြတယ်အများကြီးကဏ္ဍလိုက်စက်တာလိုက်လက်မှတ်ထိုးကြတယ်နော်အဲ့တော့လက်မှတ်ထိုးဖို့အတွက်မြန်မာပြည်စီးပွားရေးလုပ်ငန်းရှင်တွေအများကြီးပါသွားတယ်ဒီနေ့ထိုင်းမြန်မာစီးပွားရေးဖိုရမ်မှာမြန်မာစီးပွားရေးလုပ်ငန်းရှင်200ထက်မနည်းပါသွားတယ်မြန်မာ200ထက်မနည်းပါသွားတယ်သမ္မတခီးစဉ်မှာမြန်မာ200ထက်မနည်းပါသွားတယ်သမ္မတကတော့သူ့လေနဲ့သက်သွားတယ်ဒီဘက်ကသမ္မတနဲ့ပါမယ်အုပ်စုကတော့တက်လိုက်တယ်ဒီဘက်ကတည်တံ့ကိုယ့်အကူလေနဲ့သွားတဲ့အုပ်စုတစုရှိတယ်မြန်မာလုပ်ငန်းရှင်200ထက်မနည်းပါသွားတယ်မြန်မာပေါ့ဗျာမြန်မာ200ထက်မနည်းပါသွားတယ်ခင်ဗျာပါသွားတဲ့တထေးတွေမှာဘယ်လိုလူမျိုးတွေပါလဲဆိုမြန်မာနိုင်ငံအချမ်းသာဆုံးလို့ပြောတဲ့လူတွေလည်းပါတယ်ဥပမာဆိုကြပါစို့ဗျာကျွန်တော်တို့နိုင်ကကြီးဥအောင်ကုန်းဝင်းလည်းသွားတယ်ကမ္ဘောတာနိုင်ကကြီးဥအောင်ကုန်းလည်းရောက်နေတယ်နော်ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောလည်းရောက်နေတယ်နော်ဟိုကေယာဘန်ဥက္ကဋ္ဌဦးစောလည်းရောက်နေတယ်အဲ့လိုပဲခင်ဗျာဒီ MAI ဥက္ကဋ္ဌလည်းရောက်နေတယ်ကိုစောဝင်းရှိန်ကြီးလည်းကျွန်တော်တွေ့တယ်နော် AR ဘန်ကကိုစောဝင်းရှိန်လည်းတွေ့တယ်စသဖြင့်ပေါ့ဗျာနာမည်ကျော်တထေးကြီးအကုန်လုံးတော်တော်များအကုန်ရောက်နေတယ်ကျွန်တော်မိတ်ဆွေအချို့တွေတော့ပဲမနေ့ကကျွန်တော်ဖုန်းခေါ်တယ်ထိုင်းဘန်ကောက်မှာရှိနေမလားလို့အမေခေါ်တယ်ကျွန်တော်အားနဲ့ကျွန်တော်မြန်မာပြည်မှာလို့လာလို့မရဘူးလို့ကျွန်တော်လာလို့မရဘူးမမီတော့ဘူးလို့မင်းအောင်လာဖို့ဆိုလည်းမမီတော့လို့ပေါ့ဗျာတို့ကဘာလို့လာစီချင်တာဟိုမှာတို့တွေဘာညာဒီလိုကိုကလည်းမမီဘူးလို့ဘာလို့ဒီမှာကိုကတော့ဂျာလက်ဘက်လင်းနေတာကိုအလုပ်နဲ့ကိုဂျာလက်ဘက်လင်းနေတာလာကြည့်မရဘူးအဲ့တော့ထားပါတော့
ပြီးရရပိုင်းလေးကတော့သွားပြီးဆိုတော့နည်းနည်းခဏနားလိုက်အောင်ပေါ့ဗျာဒီပေါ့အဲ့တော့ဟိုမှာရောက်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တော်တော်များလူ200လောက်ရှိတယ်အဲ့တော့ကျွန်တော်စဉ်းစားနေဒီညတော့ထိုင်းရဆိုင်စားတော့ဆိုင်တွေဟိုတယ်တွေဘားတွေမက်ဆတ်တွေဘားတွေညာတွေတော့လူစီးပြီဒီညလူစီးပြီเนาะလုံးဝဒီတညာတဲ့နေအဲ့ဒီမြန်မာတထိပ်တွေစီကနေเนาะဒီတညာတဲ့နေမြန်မာတထိပ်တွေစီကနေထိုင်းတွေရေခတ်ပြီးကောင်းကောင်းခတ်လို့ရပြီအနည်းဆုံးခင်ဗျာကျွန်တော်ပြောရတဲ့ဒီတညာတဲ့နေဘတ်15တန်း30တန်း560လောက်ဒီညာတဲ့တညာတဲ့နေရသွားနိုင်ကြီးရှိတယ်ဒီတညာတဲ့ရသွားနိုင်ကြီးရှိတယ်ဒီတညာတဲ့နေမြန်မာတွေစီကနေဘာလို့ဆိုမြန်မာတထိပ်တွေဟိုမှာသွားပြီးသုံးရင်ဘတ်3သိန်းလောက်ကိုပတ်ခနဲ့သုံးတာတခါတည်းတညာတဲ့ကိုဘတ်3သိန်းလောက်ပတ်ခနဲ့သုံးပြတာမြန်မာတထိပ်တော့ကသုံးတယ်ပတ်ခနဲ့သုံးတာဘတ်3သိန်းလောက်ကိုနောက်ပြီးရင်ဈေးဝယ်တာဘတ်3သိန်းပို့တော့ပတ်ခနဲ့ဝယ်ပြတာအဲ့တော့ခင်ဗျာစဉ်းစားကြည့်မြန်မာတထိပ်တွေကဘတ်3သိန်းမဲ့သုံးအဲ့ဒီမှာ3သိန်းမဲ့သုံးခင်ဗျာမကောင်းတော့တချို့တွေမကောင်းတော့ကျွန်တော်သိတယ်3သိန်းမဲ့သုံးခင်ဗျာလူ100ဆိုတဲ့နန်း100သိန်း100နော်သိန်း100နော်သိန်း100ဆိုတဲ့ဘတ်10တန်းခင်ဗျာတွက်ကြည့်နော်ဘတ်10တန်းအဲ့တော့ခင်ဗျာစဉ်းစားဖို့ဗျာမြန်မာတွေအဲ့မှာဘယ်လောက်တောင်တရက်ထဲတောင်24နာရီ48နာရီထဲတောင်မှထိုင်းမှာမြန်မာတွေသုံးမဲ့ပတ်စံပတ်ဆက်သုံးပါခင်ဗျာအဲ့ဒါညီကလေးကဒီမှာမြန်မာဦးမဲအောင်လိုင်းသမရဦးမဲအောင်လိုင်းကိုဟိုမှာဒီလိုမျိုးအနုထင်ရဒီလိုမှားထားတာမခံနိုင်ဘူးလားတရက်ထဲတောင်ဟိုမှာစီးပွားရေးဖုံးတိုင်းတက်သွားမှာထိုင်းကုန်တက်တွေကောင်းရောင်းရမှာနော်ဟိုတချို့လုပ်ငန်းရှင်တွေဇနီးမယားတွေလည်းပါသွားတယ်ဆိုတော့တိတဲ့တိုင်းမို့ဗျာတာသမီးတွေပါသွားတိတဲ့တိုင်းမို့မိမတွေဇနီးတွေပါပြီဆိုတော့ခင်ဗျာတို့ဝယ်တာနဲ့ပဲပတ်စံနေရမှာတောက်လဲရအောင်မှာထိုင်းရကုန်တိုက်တွေထိုင်းရ shopping mall တွေဈေးဝယ်စင်တာတွေစားတော့ဆိုင်တွေဘားတွေ club တွေဘားတွေညာတွေပေါ့ဗျာအဲ့ဒါတွေဘားတွေညာတွေပေါ့ဟိုဟာဒီယာတွေပေါ့ဗျာအကုန်နော်အဲ့ဒါတွေအကုန်လုံးပတ်စံတော့တောက်လဲရပြီလို့နော်အဲ့တော့ဟိုရောက်သွားကြတဲ့စီးပွားရေးလုပ်ငန်းရှင်မိတ်ဆွေကြီးများလဲအားရပါရပြောခဲ့ကြပါနော်အားရပါပြောခဲ့ကြပါနော်ပြောကြပါဒါမျိုးကပြောတဲ့တယ်ပြောပြီးရင်စီးပွားရေးလည်းလုပ်ခဲ့နော်ထိုင်းနဲ့စီးပွားရေးလည်းလုပ်ခဲ့ကြပါဒါလေးတော့ကျွန်တော်လှမ်းပြီးမှားနေတာနော်ညီတို့မှမဆိုလို့ပါဘူးသူ့ဟာသူသိကြပါတယ်ကိုယ့်ဟာလည်းသိကြပါတယ်ပြောကြရှိတာပြောကြနော်ကောင်းတယ်နော်အဲ့တော့မြန်မာလူငန်းရှင်တွေတရက်တည်းသုံးတာတော့အဲ့ဒီမှာအဲ့လောက်ဆိုရင်တွက်ကြည့်ပေါ့နော်နောက်တစ်ခုကမနေ့ပြန်9ရက်ပြီး10ရက်နေကြရင်ထိုင်းနဲ့မြန်မာနဲ့ဘောလုံးကန်ကြအောင်မယ်နော်ထိုင်းနဲ့မြန်မာနဲ့ဘောလုံးကန်ကြအောင်မယ်ကန်ကြမဲ့ခါကျတော့ထိုင်းနဲ့မြန်မာဘောလုံးပွဲကရှင်းနေဘန်ကောက်မှာကန်မှာဆိုတော့ကျွန်တော်ထင်တယ်KBZ နိုင်ကာကြီး KBZ ဘောလုံးဖွဲ့ချုပ်နိုင်ကာကြီးပေါ့ဗျာမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်နိုင်ကာကြီးနဲ့ဘောလုံးဖွဲ့ချုပ်ဥက္ကရာတော့ကျွန်တော်ထင်တယ်မြန်မာကစားသမားလေးတွေကိုချီးကျူးဂုဏ်ပြုဖို့နော်ဂုဏ်ပြုပေးဖို့ဒါပတ်စံထုတ်လိုက်ကန်ပြီးတော့သူတို့ဆက်ဘောလုံးပွဲကြည့်နေမယ်လို့ကျွန်တော်ခံမှန်းတယ်ဒါဆိုသူတို့ဘောလုံးပွဲအားပေးကြလိမ့်မယ်တမရာကြီးတော့ကျွန်တော်ထင်နောက်တစ်ရက်ဆက်နေပြီးအားပေးမှာခင်ဗျာပြောမရဘူးတကယ်လို့ပေါ့နော်တကယ်လို့ပေါ့အနုထင်းရနေပြီးတော့အချင်းနေကြည့်ပြီးတော့ဟိုမြန်မာနဲ့ထိုင်းနဲ့ကန်တဲ့ပွဲကိုရောက်နေမြန်မာအသင်းအုပ်စုတက်သွားအောင်လုပ်ပေးလိုက်ရင်ကောင်းမလားမသိဘူးနော်တို့မတိမတာလေးနဲ့မတိမတာလိုက်ဆိုတာမျိုးလေးနဲ့မတိမတာခိုင်းလိုက်ရင်ထိုင်းအသင်းကမြန်မာအသင်းကိုမတော်တဆလေးနဲ့တကိုးလောက်နဲ့ကပ်ပြီးတော့နောက်ဆုံးမိနစ်လေးမှာရှုံးသွားတယ်ဆိုရပြီးတော့မြန်မာလည်း6မှတ်ထိုင်းကလည်း6မှတ်မလေးရှားကွာခနဲ့ကြံခဲ့ပြီးတော့ဖုံးကနေပြစ်လဲသွားရင်တော့ပွဲပြီးသွားပြီမြန်မာအဲ့ဒါမျိုးပြောချင်တာကအဲ့လိုလေးတော့ရှိတယ် That is all for today's news update. I would like to sincerely thank each and every one of you for watching and supporting us. We will meet again with more interesting news and important information in the future. Thank you very much, everyone.